လာပါရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်တစ်ခုမေးထားတာလေးကတော့ကိုယုံကြည်မှုဘယ်လိုတည်ဆောက်မလဲလို့မေးထားလေးဖြစ်ပါတယ်ဒီချယ်တို့အခုပေါ့နော် internet ပေါ်မှာ social media ပေါ်မှာလည်းတခြား motivation speaker တွေအကုန်လုံးပြောနေကြရတော့ရှိရပေါ့နော်ဒီချက်အနေနဲ့ personally ပြောရမယ်ဆိုရင်တော့ confident တည်ဆောက်တာကကိုကြောက်တယ်ဆိုတဲ့အရာကိုလုပ်တယ်လို့တခြားတော့ထင်တယ်ပေါ့နော်ကိုကမလုပ်ရင်ဒီအရာတစ်ခုကိုမလုပ်ရဲဘူးကြောက်တယ်အဲ့ဒီအရာကကိုအလုပ်တင်ဆုံးအရာလို့တခြားထင်တယ်ပေါ့နော်ပြောချင်တာကတော့ကိုကဥမာလူရှိထွက်ပြီးစကားမပြောရဲဘူးပြီးလို့ရှိရင်တစ်ခုခုအငင်းကုန်ဖြစ်လာပြီဆိုရင်ကိုရဲ့အုံနောက်ထဲမှာရှိတဲ့အတွေးကိုထုတ်မပြောရတဲ့သူမျိုးပေါ့နော်ဒီလိုမျိုးကိုပြန်ပြောကြည့်ကြည့်ပါငါဘယ်နေရာတွေမှာကြောက်နေရလဲငါဘယ်နေရာတွေမှာမပြောရဲတာလဲမဆွေးနွေးရဲတာလဲပေါ့နော်ဒီလိုအချက်လေးတွေကိုကြည့်ပြီးတော့မှဒီချယ်တို့ကလုပ်ကြည့်ရမယ်ပေါ့နော်ဟုတ်ပါတယ်ဒါကအချိန်လေးတစ်ခုပဲပေါ့နော်ဒီချက်အခုလိုပြောလိုက်လို့လဲဝုန်းတိုင်းအဲ့လိုပြောင်းလဲသွားမှာတော့မဟုတ်ဘူးဒါပေမဲ့လည်းဒီချက်အကြံပေးချင်တာကတော့လူရှိမထွက်ပြောရဲဘူးဆိုရင်တစ်ခေါက်တော့စူးစမ်းကြည့်လိုက်ပါအဲ့တော့တဖြည်းဖြည်းနဲ့ကိုကလေလုံရင်းနဲ့ပေါ့နော်ကိုရဲ့တွေးထဲမှာရှိနေတဲ့စကားတွေကိုထုတ်ပြောရဲလာမယ်တကယ်လို့ချယ်တို့ကတယောက်နဲ့ပေါ့နော်ညီကိုရှေ့လောက်ကြတဲ့အခါကျမှလည်းကိုကပြောရဲဆိုရဲဖြစ်လာအောင်ကိုလေ့ကျင့်ယူနေတယ်ပေါ့နော်အဲ့လို small step လေးလုပ်ရင်းနဲ့ပဲဒီချယ်တို့ကကိုယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်အောင်ပြောင်းလဲယူရမှာဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီအရာကနေချင်းပေါ့နော်ပြောင်းလဲသွားတာမျိုးမဟုတ်ဘူးဆိုတာလည်းသိထားသင့်ပါတယ်တဖြည်းဖြည်းနဲ့ဒါ lifelong learning လို့ပြောပဲပေါ့နော်အခုရှိနေတဲ့ skill ထပ်ပြီးတော့ confidence ရှိတဲ့အရာတွေသွားရမှာဖြစ်တယ်ပေါ့နော် game sort လို့ပဲပေါ့နော်ဒီတစ်ခုဒီ step ပြီးရင် နောက် step တစ်ခုသွားရမှာပဲအဲ့တော့ confidence ဆိုတာလည်းဒီချယ်တော့တဖြည်းဖြည်းကိုကြောက်တယ်ဆိုတဲ့အရာတွေကိုရင်ဆိုင်နေဆိုလဲကိုကြီးလာလဲအဲ့ဒီကိုထက်ကြီးတဲ့ကြောက်တဲ့အရာတွေကထပ်ပေါ်လာမှာပေါ့နော်အဲ့တော့ဒီလိုမျိုးပဲသွားပါလုံရင်းနဲ့ပဲကိုငါလုံနိုင်မှာလားဆိုရဲပေါ့နော်ဒီ satisfaction ပေါ့နော်ဒီလိုမျိုးလေးရလာလိမ့်မယ်ဘယ် challenge တွေပဲကြုံငါရင်ဆိုင်နိုင်မှာပဲဆိုတဲ့စိတ်လေးဖြစ်လာပြီဆိုလို့ရှိရင်တော့ကို confidence ရှိအောင်မြင့်တင်လို့ရပါတယ်လို့တစ်ချက်အကြံပေးလိုက်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုး Nikki Way Media ကဘုသူတရစေတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်